block နဲ့ attribute block နဲ့ဘာတွေကွာလဲကျွန်တော်တို့ကြည့်အောင်အရင်ဆုံးကျွန်တော်တို့ block ပေါ့နော် block ဆိုတာကကြတော့ကျွန်တော်တို့တစ်ခုကိုပြင်လိုက်လို့ရှိရင် channel ကောင်တွေကပါလိုက်ပြီးတော့လိုက်ပြင်သွားတယ်ပေါ့နော်အဲ့တော့အရင်ဆုံးကျွန်တော်တို့ဒီမှာ block တစ်ခုပေါ်မှာ double click လေးခေါက်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကြာလာမှာက edit block definition เนาะကျွန်တော်တို့ block ကို edit လုပ်တဲ့ box လေးကြာလာမယ် okay ပေးလိုက်မယ်ပြီးဒီထဲမှာရှိတဲ့ကျွန်တော်စာလေးတစ်ခုကိုပြင်လိုက်မယ် D1 ပေါ့နော် D1 ပေါ်မှာ double click လေးခေါက်ပြီးတော့ဒီကောင်ကိုကျွန်တော် D2 လို့ကျွန်တော်ပြောင်းလိုက်မယ်ပြီးလို့ရှိရင် click လေးတစ်ချက်ချပေးလိုက်ဒါဆိုလို့ရှိရင်ဒီကောင် D2 ဖြစ်သွားပြီဖြစ်သွားတဲ့အချိန်မှာဒီပေါ်မှာရှိတဲ့ close block editor ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်မယ်ဆိုလို့ရှိရင် save the chain ပေါ့နော်ပြောင်းလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အကုန်လုံးက D2 တွေပဲကျွန်တော်တို့ဖြစ်သွားတယ်ဒါက block နော်နောက်တစ်ခုကတော့ကျွန်တော်တို့က attribute block attribute block ကကြတော့ကျွန်တော်တို့ကသူနဲ့ block ပဲဒါပေမဲ့သူ့ပေါ်မှာကျွန်တော် double click ခေါက်လိုက်လို့ရှိရင်သူကဘာပေါ်လာလဲဆိုလို့ရှိရင် as attribute editor ပေါ့နော် attribute နဲ့ရေးထားတဲ့စာတွေရှိတာဖြစ်တဲ့အတွက် attribute editor လေးပေါ်လာတယ်အဲ့တော့ဒီနေရာမှာကျွန်တော်10 ampere ဒီ value ကိုကျွန်တော်10 ampere ကို16လို့ပြောင်းလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်သူ့မှာ apply လုပ်ပြီးတော့ okay နှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်သူက16 ampere လို့ပြောင်းသွားတယ်ဒါပေမဲ့ဒီဘက်ကဟာတွေကလိုက်ပြီးတော့မပြောင်းသွားဘူးသူက10 ampere အတိုင်းပဲရှိနေမှာအဲ့တော့ဒီ10 ampere ကိုကျွန်တော်တို့က32 ampere ပြောင်းမယ်ဆိုလဲသူ့ရဲ့တက်ဆိုင်ရာ32 ampere လို့ပြောင်းလိုက်ရုံပဲဒါဆိုလို့ရှိရင်သူကကြတော့ attribute block ပေါ်ကကြတော့ကျွန်တော်တို့ video block ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့က attribute block လေးတွေရဖို့အတွက်ဆိုလို့ရှိရင်ဒီစာလေးကိုကျွန်တော်တို့ရေးတဲ့အချိန်မှာတွေကသူ့ကို video test နဲ့မရေးဘဲနဲ့ attribute definition ဆိုတဲ့ test နဲ့ရေးခဲ့ပြီးတော့မှ block ဖွင့်မယ်ဆိုလို့ရှိရင် attribute block ကိုရမယ် video test နဲ့ပဲရေးထားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ပုံမှန်တိုင်းပဲ block ကိုရမယ်အဲ့တော့ attribute definition test လေးတွေကိုဘယ်လိုရေးမလဲဆိုတော့ကျွန်တော်တို့နောက်တစ်ပိုင်းမှာဆက်ပြီးတော့လုပ်ကြည့်အောင်အခုကျွန်တော်တို့ attribute block လေးတစ်ခုစပြီးတော့ဖန်တီးမယ် attribute block တစ်ခုစပြီးဖန်တီးဖို့ဆိုလို့ရှိရင်ကျွန်တော်တို့နှစ်ပိုင်းလုပ်ရမယ်ပထမအဆင့်က attribute definition တစ်ခုရေးရမယ်ပြီးဒုတိယအဆင့်ကကျွန်တော်တို့ block ဖွဲ့ရမယ်အဲ့တော့ပထမအဆင့် attribute definition ရေးဖို့အတွက်ကျွန်တော်တို့ကဒီပုံလေးကိုအပေါ်အောက်ကိုအရင်တိုင်းလိုက်မယ် di enter ပေါ့နော် di enter နဲ့ဒီနှစ်ခုကိုတိုင်းကြည့်လိုက်တော့ကျွန်တော်တို့ဒီမှာ25ရှိတယ်ပေါ့နော် okay ဒါခဏလေးမှတ်ထားလိုက်မယ်ပြီးရင်သူ့ရဲ့ attribute definition shortcut att လို့ဝင်လိုက်မယ် att enter ဒီ data ပြီးသွားလို့ရှိရင်ဒီမှာကျွန်တော်တို့က3ခုရှိတယ် tag ရယ် block ရယ် default ရယ်ပေါ့နော် tag ကိုတော့ကျွန်တော်တို့ကအတူကောင်းလို့မှတ်ထားမယ်အတူကောင်းပြီးသွားတဲ့အချိန်မှာသူကဘယ်အချိန်မှာပေါ်မှာလဲဆိုတော့ကျွန်တော် block မဖွဲ့ခင်မှာအဲ့စာပေါ်နေမှာ tag မှာရေးထားတဲ့စာပေါ်နေမှာပြီးသွားလို့ရှိရင် prompt ကတော့ကျွန်တော်တို့က hint သဘောပေါ့နော်ကျွန်တော်မေးခွန်းပေးတဲ့ပုံစံမျိုးပြီးသွားလို့ရှိရင် default ကကျတော့ကျွန်တော်တို့ကအဖြေပြန်ဖြေတဲ့ပုံစံမျိုးပေါ့အဲ့တော့ကျွန်တော်ဒီမှာအတူကောင်းနေရာမှာရင်တော့ကျွန်တော်တို့က AMP လို့ကျွန်တော်တို့ရေးထားလိုက်မယ် AMP ပေါ့နော်ရေးထားလိုက်ပြီးသွားလို့ရှိရင် prompt ကကြတော့ကျွန်တော်တို့ကသူက rated current ကိုမိမှဖြစ်တဲ့အတွက်ကျွန်တော်တို့ rated rated current လို့ကျွန်တော်တို့ကဒီမှာပြီးထားလိုက်မယ်ပြီးသွားလို့ရှိရင် default နေရာမှာကတော့ကျွန်တော်ကသူ့ကို10 ampere လို့ကျွန်တော်ဒီမှာပေးလိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့က block မဖွဲ့ခင်မှာကျွန်တော် AMP လို့မြင်ရမယ်ဒီအတူကောင်း tag ကလေးကိုပေါ့နော်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကတကယ်လို့မေးလာခဲ့တဲ့ခါကျလို့ရှိရင် prompt အနေနဲ့ hint အနေနဲ့မေးလာလို့ရှိရင် rated current လို့မေးလာခဲ့တဲ့ခါမှာကျွန်တော်တို့က default အနေနဲ့10 ampere လို့သူကစစချင်းပြလိုက်မယ်နောက်ပိုင်းမှာကျွန်တော်16 ampere ပြင်ရင်လား32 ampere ပြင်လားဒီမှာကျွန်တော်တို့ကပြင်မယ်ပြီးသွားလို့ရှိရင်ဒီမှာဒီတော့ပြီးသွားလို့ရှိရင်ကျွန်တော်တို့ရဲ့စာပေါ့နော်ရေးမဲ့ test heightအဲ့တော့ခုနကကျွန်တော်ဘာဖြစ်လို့ဒီကောင်လေးကိုတိုင်းခဲ့လဲဆိုတဲ့အခါကျတော့25ကိုတိုင်းခဲ့တဲ့အခါမှာတင့်တော်တဲ့ test size တစ်ခုထည့်လို့ရအောင်25လောက်ရှိတဲ့ဟာထဲမှာကျွန်တော်တို့ကဒီစာလေးကိုရေးချင်တာဖြစ်တဲ့အတွက်သူ့ကိုကျွန်တော် test size ကိုကျွန်တော်3လောက်ထားပေးလိုက်မယ်ပြီးတော့မှသူ့ okay ပေးလိုက်လို့ရှိရင်ဒီမှာကျွန်တော်တို့ TMP ဆိုတဲ့ tag မှာရေးရတဲ့စာလေးတွဲပြီးတော့ပါလာတယ်ဒါဆိုလို့ရှိရင်ဒီကောင်လေးကိုကျွန်တော်ဒီနားလေးမှာခြာပေးလိုက်မယ်ဒါဆိုဒီဘက်ကပုံလေးရယ်ပြီးတော့လို့ရှိရင်ဒီမှာရှိတဲ့ကျွန်တော်တို့ attribute definition လေးရယ်ပေါ့နော်ဒါဆိုသူဒီကျွန်တော်တို့က attribute definition အမျိုးအစားနော်ဒါကပထမအဆင့်ကျွန်တော်တို့ attribute definition ရေးတယ်ပြီးတော့လို့ရှိရင်ဒုတိယအဆင့်နဲ့သူ့ကိုကျွန်တော် block ဖွင့်မယ်ဆိုတော့ benter ပြီးတော့လို့ရှိရင်ကျွန်တော်နာမည်ပေးမယ်နာမည်ပေးတဲ့အခါမှာကျွန်တော်က circuit breaker လို့ပြလိုက်မယ်ပြီး pin point လေးကောက်မယ် pin point ကောက်မယ်ဆိုတော့ကျွန်တော်ဒီအောက်ထောက်လေးမှာ pin point လေးကောက်ပေးလိုက်မယ်ပြီးကျွန်တော် select object ဆိုတဲ့နေရာမှာဒီဘက်ကပုံရောစာရောဒီတစ်တွဲလုံးပေါ့နော်ဒီဘက်က attribute definition ရောကျွန်တော်တို့ရှိတဲ့ပုံနှစ်ခုလုံးအကုန်လုံးပါအောင် select မှတ်ပြီးအဲ့ဒါတစ်ချက်ကောက်လိုက်မယ်ဒါဆိုလို့ရှိရင်နာမည်ပေးတယ် pin point ကောက်တယ် select object လေးကျွန်တော်တို့ရွေးပေးလိုက်တယ်ပြီးလို့ရှိရင်တော့ကျွန်တော် okay ပေးလိုက်မယ်ဒါဆိုလို့ရှိရင်သူက block ဖြစ်သွားတဲ့အခါမှာ attribute ပါတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီမှာ edit attribute ဆိုတဲ့ဟာလေးနဲ့လာတယ်ပြီးတော့ okay ပေးထားလိုက်ဒါဆိုလို့ရှိရင်ဒါကျွန်တော်တို့ကဒီမှာ10 ampere နဲ့ attribute block လေးတစ်ခုရဒါလေးကိုကျွန်တော်တို့ copy ကူးလိုက်မယ် con ဒါကျွန်တော်ဒီမှာနောက်ထပ်ထပ်ပြီးတော့ထပ်ကူးထားလိုက်မယ်ကူးထားပြီးတော့လို့ရှိရင်ကျွန်တော်သူ့ကိုပြင်ညင်တဲ့ double click လေးခောက်မယ်ဒီကောင်မှာကျွန်တော်တို့က16 ampere apply okay သူ့ကိုပြင်ညင်တယ်ကျွန်တော်တို့က32 ampere စသည်ဖြင့်ကျွန်တော်တို့ကအလွယ်တကူပြင်သွားလို့ရတယ်နောက်ထပ်ကျွန်တော်တို့ကဒီ block ကိုယူသွားခြင်းနဲ့ဆိုလို့ရှိရင်လည်းတခြား drawing တွေမှာသွားပြီးတော့ကျွန်တော်တို့အလွယ်တကူ insert လုပ်လိုက်လို့ရတယ်ပေါ့နော်ဒါဆိုရင် attribute definition ကိုသုံးပြီးတော့ကျွန်တော်တို့ဒီ circuit breaker လေးကိုအစအဆုံးဖန်တီးကြည့်အောင်ပထမဆုံးကျွန်တော်တို့ attribute definition တစ်ခုစပြီးတော့စာခေါ်လိုက်မယ် att enter
tag မှာကတော့ကျွန်တော်တို့အတူကောက်ဆိုတော့ကျွန်တော်တို့ AMP လို့ပဲပေးထားလိုက်မယ်ပြီးရင် prompt မှာကတော့ကျွန်တော်တို့ rated current ပေါ့နော်default မှာကတော့10 ampere လို့ပဲပေးထားလိုက်မယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ test height မှာကတော့3 okay ပေးပြီးတော့အပေါ်ဆုံးဒီနားလေးမှာထားလာလိုက်မယ်အဲ့တော့ကျွန်တော်တို့ကဒီနေရာမှာ3ခုလာမှာဖြစ်တဲ့အတွက်သူ့ကိုအပေါ်ဆုံးမှာကျွန်တော်တင်ထားတယ်ပြီးသွားလို့ရှိရင်နောက်ထပ် attribute 2ခုထပ်ပြီးတော့လာအောင်မယ်ဆိုတော့ copy ကူးမယ် co enter total အားလုံးပေါင်း3ခုဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကတစ်ခါတည်းကူးမယ်ပေါ့နော် select object enter ပြီးသွားလို့ရှိရင် base point ကျွန်တော်ဒီနားလေးကခြင်လိုက်မယ်ပြီးကျွန်တော်တို့ array လေးကိုတုံးလိုက်မယ် array ပြီးတော့မှအားလုံးပေါင်း3ဆို3 enter ပြီးတော့အောက်ကို auto လေးဖွင့်ပြီးတော့အောက်ကိုတက်တက်လေးပြထားလိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့က3ခုဒါပေမဲ့ဒီ3ခုက copy ကူးထားတာဖြစ်တဲ့အတွက် attribute definition ကြီးက3ခုလုံးကဆင်တူဖြစ်နေတယ်အဲ့တော့ကျွန်တော်တို့ကအပေါ်ဆုံးမှာ ampere လာမယ်အလယ်ကောင်မှာကကျွန်တော်6လာမယ်အောက်ဆုံးမှာက breaker အမျိုးအစားလာမယ်ပေါ့ဒါဆိုလို့ရှိရင်ဒုတိယ attribute ကိုကျွန်တော်တို့ပြင်မယ်ဆိုတော့ double click လေးထောက်မယ်သူ့ရဲ့ tag နေရာမှာကျွန်တော်တို့ကမလုပ်သွားမလဲဆိုတော့အတူကောက်ဖြစ်တဲ့အတွက်ကျွန်တော်တို့ကပိုးလို့ပဲပေးလိုက်မယ်ပေါ့နော်ပိုးလို့ပေးလိုက်မယ်ပြီးတော့လို့ရှိရင်သူ့ရဲ့ prompt ကကြတော့ကျွန်တော်တို့လိုချင်တာက numbers of ပိုးပေါ့နော်ပိုးဘယ်နှပိုးလဲဆိုတာလိုချင်တာဖြစ်တဲ့အတွက် numbers of ပိုးလို့ထည့်လိုက်မယ်ပြီး default မှာကတော့ကျွန်တော်တို့က1ပိုးပေါ့နော်1 b ပြီး okay ပြီးအောက်ဆုံးကကျွန်တော်တို့ဒါလေးကိုပြင်မယ်အဲ့တော့ tag မှာကကျွန်တော်တို့ပြင်မှာကbreaker ပေါ့နော် tag မှာပြင်မှာက breaker ပေါ့နော်ကျွန်တော်က prompt မှာကကြတော့ကျွန်တော်တို့ကမိမှာက types of breaker ပေါ့ breaker အမျိုးအစားဖြစ်တဲ့အတွက်အဲ့တော့အဲ့နေရာမှာကျွန်တော်တို့တစ်ခုရှိတာကဘာလဲဆိုလို့ရှိရင် tag မှာရေးတဲ့စာဒီတစ်လုံးပဲရေးလို့ရမယ်နော်ပြီး default မှာကတော့ကျွန်တော်တို့ကို MCB လို့ပြင်ထားပေးလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကို okay ပေးထားလိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့အခုပြင်နေရတဲ့စာတွေဒီဘာမှလဲဆိုလို့ရှိရင် tag မှာရေးထားတဲ့စာတွေပထမဆုံး attribute definition အတွက်က tag မှာက AMP လို့ရေးထားတယ်အဲ့တော့ AMP ကိုတွေ့ရတယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီ default ကတော့ကျွန်တော်နောက်ဆုံး block point မှာတွေ့ရမှာပေါ့နော်အဲ့တော့ဒုတိယတစ်ခုကျွန်တော်တို့ဒါဆိုလို့ရှိရင်လည်းသူက tag မှာပို့လို့ရတော့ပို့လို့တွေ့ရတယ်တတိယတစ်ခုမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့က tag မှာ breaker လို့ရေးရတော့ breaker လို့တွေ့ရတယ်ပြီးတော့မှပြီးတော့မှအဲ့ဒီဟာတွေအကုန်လုံးကိုပေါင်းပြီးတော့ကျွန်တော်တို့ block ဖွဲ့မယ် b enter နာမည်မှာကျွန်တော် circuit breaker လို့ပေးလိုက်မယ် pick point တောင်းတနေရာမှာကျွန်တော်အောက်တောင်းနေရာမှာကောက်ပေးလိုက်မယ်ပြီးလို့ရှိရင် select object ဆိုတဲ့နေရာမှာကျွန်တော်သူတို့အကုန်လုံး select မှတ်လိုက်မယ်ပြီးတော့ okay ပေးလိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်မှာဒီမှာ attribute definition 3ခုပါတယ် block တစ်ခုရတယ်အဲ့တော့ပထမဆုံးဒီကျွန်တော် types of breaker ဆိုတာပါမယ် numbers of pool ဆိုတာပါမယ် rated current ပါမယ်ဒါတွေကကျွန်တော် prompt မှာရေးခဲ့တဲ့စာတွေပေါ့နော်ဒါတွေက default မှာရေးခဲ့တဲ့ဆိုတော့စာတွေပေါ့ပြီး okay ပေးလိုက်လို့ရှိရင်ဒီမှာပေါ်တဲ့ဟာတွေဒီ default ကစာတွေတွေ့လိုက်ဒါဆိုလို့ရှိရင်ကျွန်တော်ကဒီမှာဒီ breaker လေးတွေကိုနောက်ထပ်ပေါ့နော် copy ထပ်ပြီးတော့3ခုလုံးမယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ copy ကူးထားတဲ့ခါကြလို့ရှိရင်အဲ့တော့ဒါက10 ampere 1 MCB ဒီနေရာမှာကျွန်တော်ကနောက်ထပ်တစ်မျိုးပြောင်းခြင်းနဲ့ဆိုလို့ရှိရင်အဲ့တော့ ampere နေရာမှာကျွန်တော်ကဒီကောက်ကို32 ampere သုံးလိုက်မယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကပိုးနေရာမှာကျွန်တော်သူ့ကို2ပိုးလေးသုံးမယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကနောက်ဆုံး breaker မျိုးစားတော့ထားပါတော့ RCBO ပေါ့နော် RCBO ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာအလွယ်တကူပို့လိုချင်တဲ့ဟာလေးတွေကိုကျွန်တော်တို့ပြင်လို့ရတယ်ပေါ့နော်အဲ့တော့ apply ပြီးပြီး okay ပေးလိုက်လို့ရှိရင်ဒီမှာ32 ampere ဒီပို့ RCB ကိုဖြစ်သွားတယ်ဒါဒီကျွန်တော်တို့ attribute definition ရဲ့အသုံးဝင်တဲ့နေရာလေးပေါ့